Hello မင်္ဂလာပါ this is ဆိုရင်ဝင်းနေဘာလို့မှလဲဆိုတော့ဝင်းနေဒီက unboxing video ပေါ့နော်ဘာ unbox မှလဲဆိုတော့ဝင်းမေတို့ပေါ့နော်အရင်တလောကစင်မှုသွားပြီးမှအကိုရိုနဲ့ပေါ့နော် New Year သွားကူခဲ့ရပါတော့ကိုလူနဲ့မက်ဆင်ဒီကလက်ဆောင်တွေအများကြီးထည့်ပေးလိုက်တယ်အဲ့ဒါကို unbox မှဖြစ်ပါတယ် okay အများကြီးရှိရပေါ့နော်တစ်ခုရင်းစီပြမယ်ပေါ့နော် hard drive လေးသူက external hard drive ပေါ့နော်ဒီကတော့အသုံးလို့အကိုမှာလိုက်တာပေါ့နော်ပြီးတော့ကိုကနေပြီးတော့လက်ဆောင်အနေနဲ့ပေးခဲ့တာ5TB ရရပါတော့ SSD တော့မဟုတ် HDD ပေါ့နော်ဖေဒါတော့ unboxing မလုပ်ပြတော့ပေါ့နော်သူကအရင်ကြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဟာမဟုတ်ဘူးဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ wallet လေးပေါ့နော်ဒီဝင်းက wallet အရင်သုံးတယ်ပေါ့နော်ဒါပေမဲ့ဝင်းသုံးတဲ့ wallet တွေကခောက်တဲ့ wallet မဟုတ်ဒီကတော့အရှည်သုံးတာပုံများရပေါ့နော်အဲ့ဒါခောက်ရင်ကြတော့ပတ်စံအရာထင်တော့တိတ်မကြိုက်ဘူးပေါ့နော် okay ဒါက petro လားအတန်းထွက်မှရင်တော့ sorry ပါ okay အထဲမှာစာလေးရပါသေးတယ် effortless essential empowering confident သူ့ style လေးတွေက minimalist ဖြစ်တယ်ပေါ့နော်အဲ့လားလေးဝင်ရတော့ကြာ wow အဲ့လိုရိုးရှင်းလေးပဲပေါ့နော်ထည့်ရတော့ဒီလိုလေးရှိပါတယ်နောက်ရှိသေးတယ်နောက်တကယ် exciting ဖြစ်မဲ့လက်ဆောင်လေးရှိရပါတော့ဟာလာပါလဲဆိုတော့ blind box ကနှစ်ခုရှိရပါတော့ဝင်ရပုံမှန်ဆိုအဲ့လို blind box တွေတိတ်မဝယ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဈေးကြီးရယ်ပြီးတော့ကိုအဲ့ဒီအယုတ်ကမတုံးတာများတယ်ပေါ့နော်ကျွန်တော်ဝင်ရတိတ်မဝယ်ဖြစ်ဘူးဒါပေမဲ့သူများကြီးဝယ်ပြီးသူများကြီးဖောက်တာဆိုရင်တော့ကြီးရယ်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လာကလည်းဝင်းကြိုက်တဲ့ IP မဟုတ်လို့ပေါ့နော်ဒီဟာကတော့ဝင်းတကယ်ကြိုက်တဲ့ IP ကြောင့်မို့ပါ Crayon Shin-chan လားသူအင်္ဂလိပ်နာမည်လှပြီးချောက်ရှင်းပေါ့နော်သူ့ကိုဘယ်လောက်ကြိုက်လဲဆိုတော့ဝင်းရဲ့WeChat profile picture တော့မှဒီကောင်လေးပုံပေါ့နော်ဒီကလေးလေးပုံတင်ထားတာဒီအသေးလေးရင်ဖောက်မယ်နော်သူ့မှာရနိုင်တဲ့ဟာလေးတွေကဒါလေးရှိရပေါ့နော်အဲ့မှာဝင်းအကုန်လုံးတော့ကြိုက်တယ်ပေါ့နော်မကြိုက်တာပဲရှိမယ်ဆိုရင်ဒီပန်းရောင်လေးပေါ့နော်ဝင်းမကြိုက်ဆုံးအရောင်ကပန်းရောင်ပေါ့နော်မုန်းတာတော့မဟုတ်ဒါပေမဲ့ပန်းရောင်တော့မရွေးဖြစ်ဘူးပေါ့နော်တိတ်မကြိုက်ဘူးကြိုက်တာရွေးမယ်ဆိုရင်တော့ဒီသူ့ရဲ့ဒီညဝအိတ်လေးကြိုက်တယ်ပြီးတော့ဒီပုံမှန်ပေါ့နော်သူဝတ်နေကြအပေါ်ကနေအောက်ကဟွာဒါလေးရရင်လည်းကြိုက်တယ်ဒီကျန်တဲ့ဟာကြတော့လည်းဘာမှဖြစ်ဘူးပေါက်လာရင်လည်းကြိုက်တယ်ဒီကဒီပန်းရောင်လေးမဟုတ်ရင်ရပြီ blind box ကပထမဆုံးဖောက်တယ်ပြောမှာနော်ဒါထဲမှာကပ်ပြားလေးပါအဲ့ကပ်ပြားဝင်းရင်မကြည့်သေးဘူးကပ်ပြားအောင်မကြည့်ဘူးနော်ကပ်ပြားအောင်မကြည့်ဘူးရုပ်ကိုတန်းဖောက်မယ်နော်โอเคအကြောင်းအထဲမှာဘာလဲမသိဘူးနော်ဖောက်မယ်ကြိုက်တာပေါက်တယ်ဒါလေးပေါက်တယ် yes ကျောင်းဝင်းတဲ့ဟာလေးဒါလေးပေါက်တယ်ကန်ကောင်းတော့မှာပဲဟဲ့သူ့ရဲ့မျက်မှန်လေးရှိသေးတယ်ပြမယ်နော်ဒါကဘယ်လိုလဲဆိုသူ့အုတ်ထုပ်လေးကချွတ်လို့ရတယ်ဟေးချစ်စရာလေးချစ်စရာလေးကြိုက်တာပေါက်သွားရကွာso cute အထက်မှာပါသေးလဲသူ့ရဲ့ကပ်ပြားလေးပါတယ်ဟုတ်တယ်ကဲဒါလေးရတယ်ဒါလေးကတော့ကြိုက်သွားပြီနောက်တစ်ခုကြည့်မယ်နောက်ခုအကြီးလေးသူလဲရနိုင်တဲ့ဟာလေးတွေက၄မျိုးရှိရယ်ပြီးတော့အောက်က secret ဟာလည်းရှိရပါတော့ secret item ရှိရယ် secret item ကပြောတာကတော့ရှောက်ခွဲဖြစ်မှထင်တယ်သူ့ရဲ့ညီမလေးပေါ့နော်ရတယ်ဝင်းကဘေးရဆင်ပြေပေါ့နော်ဒါပေမဲ့ဒီခုနပြောတဲ့အတိုင်းပဲဒီပန်းအောင်လေးမဟုတ်ရင်ပြရပဲပန်းအောင်မကြိုက်လို့ကျန်တဲ့ထဲမှာတကယ်ကြိုက်တာရွေးဆိုရင်လည်းဒီအောက်ကနှစ်ခုညဝိတ်နဲ့ရိုးဝတ်စုံနေပေါ့နော်အခုခုနညဝိတ်ဟာလေးပေါက်ထားဆိုတော့ဒီ version ကဒီဟာလေးပေါ့ဒါလေးဆိုရင်တော့ပိုကောင်းတာပေါ့နော်ပန်းအောင်မဟုတ်ရင်ရပြီတကူတာနော်အမေအရှင်းကနေကြည့်โอเคဒါလည်းငါကပြားမရှိဘူးနော်โอเคဒါပေမဲ့လည်းကိုအရန်လိုချင်နေတဲ့သူ့ရဲ့ငကိုကဟာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဘိုင်းအောင်မဟုတ်ဘူးဆိုရင်တော့ပြောနေပြီချစ်စရာလေးဒါကဘာလဲဆိုတော့ဒါကတုံကန်超人ပေါ့နော်小新အရန်ကြိုက်တဲ့ anime ပေါ့နော်သူ့အိုက်ကားတွေကသူအရန်ကြိုက်တဲ့ hero လေးပေါ့ဒါလည်းချွတ်လို့ရတော့တယ်ချစ်စရာလေးပြီးတော့ဒါလေးပါသေးရဲ့ဒါကကြပါလေတိလားဒါကကြတော့小新ရဲ့ခွေးလေး小白ပေါ့နော်小白ကလည်း
小白ဆိုတာ小ချင်းခွေးနာမည်လေးပေါ့နော်小白小白လေးကလည်းတုံးကန်ချောင်းရံဝတ်စုံလေးနဲ့so cute အခုပြန်စုပြမယ်နော်ဒါလေးရယ်ကြိုက်တာလေးတွေပဲနင်းအောင်အော်တိုချွတ်မယ်โอเคဂရုံးလေးနဲ့ဟဲโอเคပြီးတော့ကြံသေးရယ်ဘာကြံတာလဲဆိုတော့အဲ့ဒီအကူတို့တောက်ရတော့ဟိုနော်ဟိုတရုတ်နှစ်ကူးဆိုတော့ဒါလေးလည်းပေးခဲ့သေးရယ်သူကဟုံပေါင်းလေးပေါ့နော်အဲ့ဒီ brand box ဆိုတော့တရုတ်ကိုကြည့်အခွက်ပြောင်းဒီနေ့အပေါင်းစင်းကတော့ဒီလောက်ပါပဲအားလုံးခုဒီကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခုနောက်တစ်ခေါက်ကော look နဲ့မဆင်ဒီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လက်ဆောင်နေအများကြီးဝယ်ပေးခဲ့တော့ပြောကိုကြိုက်တဲ့ဟာလေးပေါ့ကတော့ပို့ပြောတယ်အားဆိုရင်အားလုံးဒီလောက်ပဲအားလုံး bye bye အမရော bye bye ပြောအောင်ရော bye 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 သမီးဖောက်တာတွေ့တော့လည်းပြောရတယ်လေနော်သမီးလည်းလိုက်ပြောပေးရလေ okay မင်းသမီးအင်းကမင်းသမီး